Hello everyone, welcome back to my video. Today, Pia. Pia go view timer chip by. Let's go. Gas go in told me. So Pia my gas balo me out low. You do them a chiga so. Nice. So it's long Luli tani bari. Now, cannot have about me. ပြရတဲ့ gas တွေကောင်းအောင်ထားတဲ့အချိန်မှာခေါင်းကိုတစ်ထပ်လျှော့ပါတယ်အဲဒါဆိုသပင်မှာရှိတဲ့ကြီးတွေပြောင်းသွားအောင်လို့ပါဒါကတော့ gas မရှိရောပြရပါတော့ပြီးရင်တော့ပြရကိုသပင်အနက်ဥယျာဉ်ပြအစလောင်းပြီးတော့ထားတာမယ်ပေါ့နော်ပြရမှာက vitamin B ပါတယ် especially biotin ပါတယ်အတွက်ကြောင့်လို့ဥယျာဉ်ပြကိုပို့ပြီးတော့တတ်ပါစေရဲ့နောက်ပြီးပြရမှာပါဝင်တဲ့ acid အနေငယ်ကဒီဥယျာဉ်ပြရဲ့ pH level ထိန်းညှိပေးပါတယ်ပြောလို့ရှိရင် natural sugar ပါတဲ့အတွက်ကြောင့်လို့သပင်သားကိုပို့ပြီးတော့ smooth ဖြစ်ပြီးတော့ shine ဖြစ်စေရပေါ့နော်ပြီးသွားလို့ရှိရင်တော့သပင်ကိုဒီလိုအုပ်ပြီးတော့မိနစ်20ဒါမှမဟုတ်နိုင်ခွက်ထားပါတယ်15မိနစ်ထားလို့လည်းရတယ်ပေါ့နော်ဒါပေမဲ့ဘီယာနဲ့ခေါင်းလျှော်တာကိုတော့ခဏခဏမလုပ်သင့်ပါဘူးဘာလို့ဆိုတော့ဘီယာမှာ alcohol ပါတဲ့အတွက်ကြောင့်ပါမိနစ်20ကြာပြီးရဲ့ချိန်မှာသပင်ကိုဒီနှက်ထားတဲ့ဟာပြီးသွားပြီပေါ့နော်ပြီးသွားတော့သပင်ကိုရေးသေးချပြအောင်ဆေးပါမယ်ဘီယာနဲ့နေကြံခဲ့မှာဆိုလို့ပါပြီးသွားရင်တော့ hair mask ဆုံးပါမယ်ဘာဖြစ်လို့လဲဆိုတော့ဘီယာကစံသားကိုနည်းနည်းလေး60ရပေါ့နော် smooth ဖြစ်စေမယ်60ရအတွက်ကြောင့်မလို့ဒီ hair mask လေးပြန်သုံးမယ်ပေါ့နော်ဒါကတော့ခေါင်းလျှော့ပြီးသားအခြေအနေပါခေါင်းလျှော့ပြီးရင်နောက်မှာပေါ့နည်းနည်းခြောက်သွားတဲ့အချိန်မှာသပင်ကပို့ပြီးတော့ smooth ဖြစ်တာကိုခံစားရတယ်ပြီးသွားလို့ရှိရင်ပို့ပြီးတော့ငကိုကတ shining ပေါ့နော်ဘလို့တောက်တောက်ပြပြောင်းလေးဖြစ်တယ်ပေါ့နော်အဲ့လိုရောခံစားရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် bye bye